အားလုံးပဲမင်္ဂလာပါညီဆုံးသဖို့ချစ်ထားတဲ့ပွဲစဉ်ကတော့ရေမရတင်နဲ့မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဘာနဲ့မျိုးမှတဆုံညမဲ့ဒီပွဲဟာပြည်သက်တွေကိုဘယ်တော့မှစိတ်ပြည့်စေခဲ့ရပါဘူး။ရင်ကုန်ဆက်လို့ချားရရဲ့ပြင်းနေတဲ့တကယ်ကိုပွဲကောင်းတဲ့ပွဲဖြစ်နေဦးမှာပါ။မစတာပလန်ရဲ့အပြိုင်မှုတွေကစားသမားရဲ့တူးချင်းဆောင်းရည်တွေနဲ့ပွဲကိုတည်တည်တိကျကျခန်းစားမဲ့ပွဲလေးဖြစ်ပါတယ်။ဒါပြင်ဘက်ကွာယိုလာနဲ့ဇာဗီစလွန်ဆိုတို့ရဲ့မေ့ဆီအောင်ဆရာတပည့်နဲ့တူဆုံညမဲ့ပွဲလေးဖြစ်တာမို့ပွဲရဲ့ရတာကိုပို့ပြီးလေးနဲ့စီမလေးဖြစ်ပါတယ်။ရေမရတင်ရဲ့နေရာရေးဆောင်းရရန်ကြီးတို့အားစရာဟုတ်မနေခဲ့ပါဘူး။ဇာဗီလွန်ဆိုရဲ့ကစားကွက်အန်ဖို့ကျူစားနေရတယ်လည်းဖြစ်သလိုတန်ရကစားသမားရဲ့ပြဿနာကိုလည်းဖြေရှင်းနိုင်သေးဘူးဖြစ်ပါတယ်။အသင်းမှာစားတဖို့မလွယ်ကူတဲ့ right back နဲ့ center back တွေရဲ့အလက်ကျတန်ရပြဿနာတွေနဲ့ရန်နေရတာဟာအသင်းရဲ့ကစားကွက်ကိုပေါ်လာစေဖို့မလွယ်ကူစေခဲ့တာလည်းဖြစ်ပါတယ်။ star player နဲ့ဖွဲ့စည်းထားတဲ့အသင်းမှာအသင်းလက်ကစားပုံကိုပုံပေါ်ဖို့ကစားသမားတွေရဲ့ဒူးချင်းဆောင်းရည်ကိုအသင်းရဲ့ကစားကွက်မှာတုံးချနိုင်ဖို့အတွက်ကစားသမားတွေကိုစီးရုံနေရစေလည်းဖြစ်ပါတယ်။ star player ရဲ့တီးဝါဟာဒီနေ့မှလုံးဖြစ်လာနိုင်မလား။ဇာဗီလွန်ဆိုရဲ့မဟာဗျူဟာပေါ်လာနိုင်မလားဆိုတာတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အဲဆိုမန်ချက်စတာစီးဇင်းဘက်ကိုတစ်ချက်သွားရအောင်ပါ။နေရာတုံးကကိုတင်နိုင်တဲ့ဆရာပတ်ရဲ့တင်ဟာတဖြည်းဖြည်းထိုင်ကျလာလည်းဖြစ်ပါတယ်။ကိုတင်တဲ့ဟာလန်အလိုက်ပုံမှန်လက်ပတ်နေသလိုဒီဗက်စကီကောင်းတဲ့ဒိုကူဟာလာမထနဲ့တွေ့ရင်မက်ဆီလိုကောင်းတဲ့ဘနာဒိုစီဗာတို့ရဲ့အသင်းဟာဇာဗီလွန်ဆိုခတ်တွေ့စီမှာလည်းဖြစ်ပါတယ်။ချန်ပီယံလိမှာရင်မတင်နဲ့တွေ့ဆုံပြီးနည်းနည်းတိုက်ထွက်ခဲ့ရတဲ့ဆရာပတ်ရဲ့အသင်းဟာဒီနေ့ပွဲမှာအကောင်းဆုံးပုံစံနဲ့ပေါ်ထွက်လာနိုင်မလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။တင်ကိုတွေခွင့်ပြုပေးနေရတဲ့ဖြစ်တဲ့မက်ဆီဒီကန်စစ်ဟာဒီနေ့ပွဲမှာပုံမကောင်းမှုနဲ့ဖြေကိုရှာတွေ့ကြနိုင်မှာပါလား။ရေးကြီးတဲ့ပွဲတွေမှာဆရာပတ်ရဲ့မစတာပလန်အကောင်းလုပ်ဖြစ်ပါမလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။တင်ရဲ့သူ့ဘက်မှုကောင်းမှုနဲ့ဆိုပေမဲ့အသင်းလိုက်ကစားပုံအကောင်းမြတ်သေးတဲ့ star player အများစုနဲ့ဖွဲ့စည်းထားတဲ့ဇာဗီလွန်ဆိုရဲ့အသင်းဟာခန်းစစ်ပြဿနာအကောင်းဖြေရှင်းနိုင်တဲ့အချိန်မှာလင်းမြန်တဲ့တက်စစ်သားပြီးဆရာပတ်ရဲ့မစတာပလန်ကိုရှင်းနိုင်မှုမလွယ်ကူပါဘူး။အဲဒီကြောင့်ဒီနေ့ဗာနေမျိုးမှာမန်ချက်စတာသားတွေပဲအောင်မရတတ်လိမ့်မယ်လို့သုံးသပ်ရင်းဆုံးသက်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။